အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာမလေးကတောက်ကြသားသမီးများအတွက်ဟောစတန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဲတောက်ကြသားသမီးတွေကတော့ဒီကာလမှာတော်တော်ပျော်ရွှင်ရတဲ့သူတွေလည်းများမယ်ပေါ့နော်။အဓိကကတော့တောက်ကြသားသမီးတွေကအရှိတွေမှာအရန်ချစ်ခဲ့ပြီးအရန်လေးအားလုံးဂရုစိုက်ခဲ့ပေးပြီးပါပြီဆိုတော့သူတို့ဒီချိန်မှာသူတို့ဘာတွေလိုလားတောင်းတနေလဲဆိုတော့သူတို့အောင်မြင်မှုသူတို့ပျော်ရွှင်ဖို့သူတို့ကြွယ်ဝပြည့်စုံဖို့ပို့ပြီးတော့အောင်မြင်မှုအတွက်ကိုပို့ပြီးတော့စူးစမ်းနေတဲ့သူတွေဆရာမလေးကတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အောင်မြင်မှုအတွက်ကိုလှမ်းချနေတဲ့တောက်ကြသားသမီးတွေဒီကာလမှာဘာတွေပို့ပြီးတော့ဖြစ်နိုင်လဲဆိုတော့ကြည့်ကြမယ်ဆိုလို့ရှိရင်ဒီကာလမှာစိတ်လက်တွေပေါ်ပါနေတယ်အေဂျင့်နေတယ်သူများတွေမြင်တော့ကိုကအထီးကျန်ဆန်တယ်လို့ထင်ရပေမဲ့သူကအထီးကျန်ဆန်နေတာကိုမှပျော်မွေ့နေမျိုးအထီးကျန်ဆန်တယ်လို့မခေါ်ဘဲနဲ့အနှောက်ရှက်ကင်းတယ်အကြောက်ထဲနေရတာသဘောကျတယ်အေးချမ်းချမ်းပဲငါနဲ့ဘယ်သူနဲ့မှပြိုင်စရာလည်းမလိုဘူးငါစူးစမ်းမယ်ဘဝကိုဒီထက်ပိုပြီးလှပအောင်ဖန်တီးမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့အတူတူပျော်ရွှင်နေတာမျိုးဆရာမလေးဒါမှမဟုတ်လေပေါ့ပါဖြစ်နေတာမျိုးတွေ့ရတယ်အဲ့ဒီတိုင်းပဲဒီဘက်ကလူအုပ်စုတစုမှာပဲတောက်ကြအုပ်စုတစုမှာပဲသူတို့ကကြတော့လေတချို့အရာအခုချိန်ထိချီတုံချတုံဖြစ်နေတာမျိုးဝေခွဲဆုံးဖြတ်လို့မရတဲ့ကိစ္စတွေဖြစ်နေတာမျိုးတချို့ကိစ္စတွေကရှေ့ကိုလှမ်းလိုက်ရင်ကြောက်တယ်နောက်ကိုလှမ်းလိုက်ရင်လည်းနောက်ကိုဆုပ်လိုက်ရင်လည်းဟိုတခုခုပေါ့နော်ခလုတ်ကသိမ်းဖြစ်မယ်အဆရှိတဲ့ဖြင့်အဲ့လိုမျိုးတွေ့ဝင်နေတဲ့ဟာမျိုးတွေလည်းရှိတယ်အဲ့တော့ဆရာမလေးကတော့မတွေ့ဝေးပါနဲ့ရှေ့ဆက်တိုးကြရှင်ရဲရဲတာတိုးပါရဲရဲတာတိုက်ပါရဲရဲတာတွားပါလို့ဆရာမလေးကတော့ပြောချင်တယ်ဘဝကိုရခုထပ်ပို့ပြီးကောင်းမွန်တဲ့ strong ဖြစ်တဲ့အရာတွေနဲ့ပဲဖန်တီးစေချင်တယ်တောက်ကြသားသမီးတွေကကြည့်လိုက်ရင်တော့စိတ်မာတယ်ထင်ရပေမဲ့အမတန်နှလုံးသားနူးညံ့တယ်ပြီးတဲ့အခါမှာခန်းစားပြီဆိုလို့ရှိရင်လည်းအဲ့လိုဟိုဒီနှလုံးသားတစ်ခုလုံးနာကျင်ရတဲ့အထိခန်းစားရတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်တောက်ကြသားသမီးတွေကအမတန်ကိုပျော်ရွှင်အောင်နေဖို့ကို strong ဖြစ်ဖို့အမတန်မှအရေးကြီးတယ်ကြီးလိုက်ရင်တော့ဘာမှမဖြစ်တဲ့ပုံစံနေပေမဲ့သူတို့ဒီအမတန်ထိခိုက်ရှာလွယ်တယ်ပေါ့နော်ထိခိုက်ပုံးပဲ့လွယ်တဲ့နှလုံးသားသူတို့ရဲ့ဒီရင်းထဲမှာတခါတည်းမွေးရပါပြီးသားနော်အသေးကွေးရင်ပဲပြပါပဲပြအထူးသဖြင့်တောက်ကြသမီးလေးတွေပေါ့တောက်ကြသမီးလေးတွေကတခုခုဆိုရင်အထိမကန်ရွှေပကံလေးအရင်နာကျင်တက်တယ်ပင်မတက်တယ်တခုခုကိုစိတ်ထဲမှာဒဏ်ရာတခုခုဖြစ်သွားတယ်ခံစားသွားတယ်ဆိုရင်တို့မှာအဲ့ဒီအဟာနေပဲတို့လွတ်မြောက်အောင်မနေပြန်လေရုန်းကန်နေရတာနဲ့အချိန်ကုန်နေရတာများတယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်မယ်ဆိုကိုယ့်ရဲ့ချစ်သူရည်စားမိသားစုဝင်သားသမီးလေးတွေကတောက်ကြသားသမီးလေးတွေဖြစ်နေဆိုလို့ရှိရင်တော့သူတို့စိတ်ထိခိုက်အောင်မလုပ်ဖို့ကတော့အမတန်မှအရေးကြီးတယ်เนาะသူတို့ကတခုခုမှလဲပြိုသွားပြီဆိုရင်ပြန်ပြီးတော့strong ပြန်ဖြစ်ဖို့တော်တော်စူးစမ်းယူရဘာလို့ဆိုတော့သူတို့ချစ်တဲ့သူတို့မထင်ထားတဲ့အရာတွေသူတို့ထိုးနဲ့တိုက်ခိုက်လိုက်တဲ့အခါမှာသူတို့အစမတန်ပင်ပန်းသွားရတာမျိုးပေါ့เนาะဒါလေးတွေတော့တတိထားစီခြင်းနဲ့အဲ့တော့ကျမ်းမာရေးလေးလည်းဂရုစိုက်ပေးပါကျမ်းမာရေးကတော့ဒီကာလမှာကျမကြီးဂရုစိုက်မယ်တင်မထင်ထားတဲ့အရာတွေပေါ့နော်တင်မဖြစ်တော့ဘူးတင်လက်လွတ်လိုက်ရတယ်တင်ရှိအစင်မပြေနိုင်တော့ဘူးဆိုတဲ့အရာတွေအားလုံးကတင်မထင်မှတ်တဲ့အချိန်မှာပဲမထင်မှတ်ထားသလိုအောင်မြင်မှုတွေနဲ့တိမ့်ပိုက်နိုင်မယ်လို့ဆရာမလေးကတွေ့ရပါ